ကဲ United ပရိသတ်အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် K90 ပါအဲ့တော့ဒီ Aston Villa အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်သူတိုင်လီမန်ကိုခေါ်ယူခဲ့တဲ့ကိုရီအသင်းရဲ့လှုပ်ရှားခဲ့ပုံလေးကနည်းနည်းလေးထူးဆန်းနေတယ်အခုမှဒီ Romano တို့နောက်ထပ်ဒီ Jacobs Ban တို့သူတို့ရဲ့ပြောကြားချက်တွေအရဆိုလို့ရှိရင်ဒီရှေ့ပိုင်းမှာကကျွန်တော် United အသင်းနဲ့ Ederson ရဲ့အပြောင်းအရွှေ့ပြက်ပြယ်သွားပြီဆိုတဲ့ပုံစံတွေကသတင်းနှစ်ခုခွဲပြီးထွက်နေခဲ့တယ်ဒီ media တွေကြားမှာကတကယ်ပြက်သွားပြီတချို့အဖွဲ့ကလည်းဒီ Sky Sport ဆိုလို့ရှိရင်မပြက်ဘူးလို့ပဲပြောခဲ့တဲ့ပုံစံမျိုးတွေ Romano ကတော့ပြက်ပြီလို့ပြောခဲ့တယ်Ederson နဲ့အပြောင်းအရွှေ့ဒီအချိန်အတွင်းမှာမီဒီယာနှစ်ဖက်ကြားမှာပြိသက်တွေလည်းတော်တော်လေးစိတ်ဝင်စားနေတဲ့အချိန်မှာပဲကိုရီအသင်းကတော့နောက်ွယ်မှာတိတ်တိတ်လေးပဲတိုင်လီမန်ကိုခေါ်ယူဖို့အတွက်စူးစမ်းခဲ့တယ်။ဘယ်မီဒီယာကမှတိတ်မဖော်ပြခဲ့ဘူးတိုင်လီမန်ကိုကိုရီအသင်းကလိုက်နေပါတယ်စူးစမ်းနေပါတယ်လို့တကယ်ကိုလုံးဝ surprise ကြီးပါကိုရီပြိသက်တွေအတွက်ကောအခုဒီနောက်ထပ်ဒီသတင်းမီဒီယာတွေအတွက်ပါတကယ်ကိုလုံးဝ surprise ကြီးပါတကယ်ကိုပဲဒီ3ရက်အတွင်းမှာပဲကိုရီအသင်းလှုပ်ရှားခဲ့ပုံလေးကဒီကနေ့မှာပဲတိုင်လီမန်ကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့တကယ်ကိုပဲရအောင်ခေါ်နိုင်ခဲ့ပြီး Heavy ကိုဖြစ်သွားခဲ့တယ်ဒီအနေထားမျိုးမှာတိုင်လီမန်အနေနဲ့ကသူဘေဂျီယန်ကမ္ဘာဖလားဒီတို့နိုင်ငံအသင်းကရှုံးထွက်ခဲ့ရတဲ့အနေထားမျိုးမှာဒီခီးစဉ်ပြီးတာနဲ့ကျွန်တော် United အသင်းစီပြောင်းမှဖြစ်ကြောင်းကိုလည်းသူ့အနေနဲ့ကဒီဖီလာအသင်းထံကိုကြိုတင်အသိပေးခဲ့တဲ့အနေထားမျိုးမှာရှိတယ်နောက်ထပ်ကဘာလဲဆိုလို့ရှိရင်ကစားသမားဖြစ်သူဒီတိုင်လီမန်အနေနဲ့က Old Trafford ဟာသူ့ရဲ့ငယ်စဉ်ဘဝကတည်းကကစားကျင်ခဲ့ရတဲ့အိမ်မက်အသင်းဖြစ်တာမို့သူကစားသမားကအတော်စိတ်လှုပ်ရှားနေတဲ့ပုံစံမျိုးဖြစ်နေတဲ့အနေအထားမှာရှိရလက်ရှိအနေထားရကိုရီအသင်းကိုတကယ်လာပြီးကစားရတော့မယ်ဆိုတဲ့ပုံစံမျိုးမှာအခုဒီ24နှစ်အတွင်းမှာလည်းစစ်စစ်မှုတွေခံယူသွားမယ်ဒီနေရာမှာပြောချင်တာကဘာလဲဆိုလို့ရှိရင်ဗီလာအသင်းကတော့ဒီကစားသမားဒီကမ္ဘာဖလားပွဲတွေပြီးလို့ပြန်လာတာနဲ့သူတို့အနေနဲ့ကစာချုပ်အသစ်ချုပ်ဆိုဖို့တဲ့ Aston Villa အသင်းကတော့အသင့်ပြင်ထားတဲ့အနေအထားမျိုးတို့ပြင်မဲ့လို့ကစားသမားဖြစ်သူကိုယ်တိုင်ကအခုလိုမျိုးကမ္ဘာဖလားခီးစဉ်လည်းပြီးသွားတဲ့အချိန်မှာကိုရီ United အသင်းကိုပြောင်းရွှေ့ခြင်းပါတယ်ဆိုတော့ Aston Villa အသင်းကခွင့်မပြုခြင်းပဲနဲ့ခွင့်ပြုလိုက်ရတဲ့ပုံစံမျိုးပါညီကိုတို့ရဲ့အသက်က29နှစ်လို့တချို့တွေကမကြိုက်ကြဘူး2နှစ်လောက်ကတော့ AAC သုံးလို့ရအဆင်ပြေ3နှစ်လောက်ထိကျွန်တော်သုံးလို့ရပါတယ်ညီကိုတို့ရအသက်29ဆိုတာမှန်တယ်လက်ရှိ Premier League အတွေ့အကြုံရှိတယ်ကိုရီအသင်းကိုရောက်လာလို့ရှိရင်တန်ပြီးတော့အဆင်ပြေပြေနဲ့သုံးရုံပဲဒါကတော့ဒီတိုင်လီမန်ကိုကိုရီအသင်းကခေါ်ယူခဲ့တဲ့လှုပ်ရှားပုံစံလေးပါမီဒီယာတွေရဲ့ဘယ်သူကမှတိတ်ပြီးမဖော်ပြခဲ့ဘူးဒီကြားထဲမှာကျွန်တော်တို့ဒီပါတယ်အီတာဆန်ရဲ့အပြောင်းအရွှေ့ပြက်ပြယ်သွားတော့ဒီကြားထဲမှာသတင်းတွေဇက်တိုက်ဆိုလို့တက်လာခဲ့တာကဗာလဲရိုမာအသင်းရဲ့ကွင်းလယ်ဆန်သမားဖြစ်သူကိုနီနဲ့ပဲဇက်တိုက်ဆိုလို့တက်လာခဲ့ဒီသတင်းတွေရဲ့အချိန်မှာအဲ့ဒီအချိန်မျိုးမှာကိုရီအသင်းကဘယ်ဟုတ်မလဲတိုင်လီမန်ကိုကြိုးစားနေတာကိုကိုရီအသင်းရဲ့ဘုတ်အဖွဲ့နော်တောင်းရွှေကြီးပေါင်35တန်းမစိုးလာဘူးလို့ပဲမြင်မိရဟလားတချို့ရဲ့ဒါကိုပဲအသက်ကကြီးနေပြီ35တန်းပေးခေါ်သေးတယ်အဓိကတော့ဘယ်လိုပြောမလဲဆိုတော့ကိုရီအသင်းအနေနဲ့ကလွန်ခဲ့တဲ့3နှစ်လောက်ကတည်းက Aston Villa အသင်းကဒီကစားသမားကို free နဲ့ရခဲ့တာအဲ့ဒီအချိန်တော့ free ပြောင်းရွှေ့ခြင်းနဲ့အဲ့ဒီအချိန်တွေကကိုရီအသင်းကခေါ်ယူနိုင်ခဲ့ရမယ့်အခြေအနေမျိုးကြီးလောက်ခဲ့ရမှာပေါ့နော်ဒါပေမဲ့လို့အခုမှပဲကိုရီအသင်းကကြိုးပမ်းတာကဘာကြောင့်လဲတော့မသိဘူးပေါ့ဒါပေမဲ့လို့ဒီတိုင်လီမန်ကတော့ကိုရီအသင်းကိုရောက်ရှိလာပြီသူကိုယ်တိုင်ကလည်းအသင်းကိုပြောင်းရွှေ့ခြင်းခဲ့တာသူ့ရဲ့ငယ်ဘဝအိမ်မက်လို့ဒါကတော့ကစားသမားတိုင်းကပြောနေကြဆိုတော့လေရန်ကြီးတော့ထူးဆန်းနေရမဟုတ်ဘူးဒါပေမဲ့ကိုရီအသင်းမှာကစားပေးခြင်းနဲ့ဆိုတော့စိတ်သက်ရှိရနေကျွန်တော်ကတော့တော်တော်လေးကိုဘယ်လိုပြောမလဲတိုင်လီမန်ကိုခေါ်ရတာတန်တယ်လို့ပဲပြောချင်တယ်ပေါ့နော်အဲ့တော့ကိုရီအသင်းကိုရောက်လာတဲ့အခါမှာအသင့်3ရုံပဲကစားသမားတယောက်ကတော့ဒီမိုကစားသမားကိုခေါ်ယူနိုင်ခဲ့ပြီအခုဒီရှေ့ကဂုံထမ်းနေခဲ့တဲ့ Santos တို့ဘာလို့ဆိုလဲဒီလိုအားလုံးကြည့်ကိုရီအသင်းကိုရောက်လာလို့ရှိရင်အဆင်ပြေပြေနဲ့တန်3ရုံပဲသူဆိုရင်တော့အသက်ငယ်သေးတယ်အခုနောက်ထပ်ပါတော့တိုင်လီမန်ဆိုလို့ရှိရင်အသက်ကြီးလို့ပြောကြတယ်အသက်ငယ်ရောလည်းငယ်လို့အသက်ကြီးရောလည်းကြီးလို့ဈေးနှဲရောလည်းနည်းလို့ဈေးများရောလည်းများလို့ညီကိုတချို့တွေကတော့ကိုရီအသင်းကိုလူခေါ်ယူမှုပိုင်းမှာတချို့တွေကမကျေနပ်ကြဘူးကျွန်တော်ကတော့အားရတဲ့ထဲမှာတော့ပါတယ်ဘာလို့ဆိုတော့ဒီ Andre Santos ဆိုလို့ရှိရင်လည်းကိုရီအသင်းကအဆင်ပြေကောင်းပြင်နေမယ်ဆိုလို့ရှိရင်တော်တော်လေးကိုပဲနောက်တစ်ချိန်ထိကာလရှည်ကြာရေရှည်ပလန်နဲ့သုံးလို့ရတဲ့အနေအထားမျိုးမှာရှိတယ်ပေါ့နော်ဒါကတော့ကိုရီအသင်းအနေနဲ့ကတိုင်လီမန်ကွင်းလယ်အတွက်နောက်ထပ် Andre Santos 2ယောက်ခေါ်ယူနိုင်ခဲ့ပါတယ်နောက်ထပ်ဘယ်သူတွေကိုဆက်လက်ပြီးကြိုးစားပေါင်းတော့တစ်ချက်စောင့်ကြည့်ရမယ့်အနေအထားမျိုးပါကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ